တင်တို့သည်တောင်ကူတန်းပြည်၏အတော်ဆုံးသောသားကောင်းယတနာများဖြစ်ကြတယ်တင်တို့၏ခွန်အားနှင့်ဂုဏ်သတင်းကြောင့်ရွေးချယ်ခံခဲ့ရသူများဖြစ်တယ်ယနေ့တင်တို့ဤနေရာတွင်ရက်နေကြခြင်းကအရှင်မင်းကြီးတပင်ရွှေထီး၏ကိုရန်တော်တပ်မှအမှုထမ်းသောအခွင့်အရေးအတွက်ဖြစ်တယ်သို့တော့ဒါကိုသိထားကြလော့စမ်းသပ်မှုတွေဟာဓာရည်လှန်ခြင်းပြိုင်ပွဲတွေမဟုတ်ဘူးစိတ်ဓာတ်ကိုစမ်းသပ်ခြင်းသာဖြစ်တယ်တင်တို့ထဲကအချို့ဟာတိုက်စင်တကောင်ရှေ့ကိုပြေးဝင်လာခြင်းမှာလက်ထဲမှာလှမ်းတိုးတစ်ချောင်းနဲ့တယောက်ထဲရပ်တည်ရင်ဆိုင်ရလိမ့်မယ်နောက်မစွတ်ရဘူးစင်တယ်လားဒါစမ်းသပ်မှုမဟုတ်ဘူးတေတံပေးတာပဲတချို့ကတော့ငြိမ်သက်ခြင်းစမ်းသပ်မှုကိုရင်ဆိုင်ရလိမ့်မယ်မင်းတို့ဟာဘယင်အမှတ်တွေရှိမှထိုင်ပြီးအဆူချံဝေဒနာကိုခံရလိမ့်မယ်ချွန်ထတ်တဲ့တန်ချွန်ကိုမင်းတို့ရဲ့လက်သေးခွန်အောက်ကအသားလဲကိုထိုးဆိုင်လိမ့်မယ်မင်းတို့အော်ဟစ်ခြင်းမပြုတ်ရဘူးတုံ့လုခြင်းမပြုတ်ရဘူးနာကျင်တဲ့အရေးအယောင်တောင်မျက်နှာပေါ်မှာမပေါ်စေရဘူးဒါယူသွက်မှုပဲဒါဟာသူရဲ့ကောင်းကိုစမ်းသပ်တာမဟုတ်ဘူးညင်ပန်းနှိပ်စက်တဲ့ကစားပွဲပဲငါရဲ့တက်တီးကရန်သူအတွက်ဒီလိုအရာအတွက်မဟုတ်ဘူးသူပလောပြီးသားပဲစမ်းသပ်မှုကခန္ဓာကိုယ်ကိုမဟုတ်ဘူးစိတ်ဓာတ်ကိုစမ်းပါတယ်ဒါအဲ့ဒီစမ်းသပ်မှုပဲဘယင်မင်းကြီးကဘသူရဲ့စိတ်ဓာတ်ကြိုးပြတ်သွားမလဲဆိုတာကိုကြည်နေခြင်းနဲ့အခုမင်းတို့ရဲ့နှလုံးကကြောက်ရွံ့နေပြီဆိုရင်မင်းတို့ဘယင်မင်းကြီးကိုသစ္စာဖောက်ပြီးသားပဲမင်းတို့ရဲ့အမှုထမ်းမှုကိုမလိုအပ်တော့ဘူးကြံရှိနေသေးလေဂုံတိခအနှဲငယ်နဲ့ဒီဝင်းဖင်ကနေထွက်သွားကြကြံရိတ်ခဲ့သူများမင်းတို့ရဲ့စမ်းသပ်မှုတွေမနှက်ဖြန်မိုးလင်းရင်စားကန်လိမ့်မယ်